ကျွန်တော်ဒီ19ရက်အပိတ်12နာရီပွဲအတွက်အကောင်းဆုံးကြိုးစားပေးထားပါတယ်ဒီပြန်ကနန်းတွေတောက်လျှောက်လာနေတာဖြစ်တဲ့ကစားလို့တော့တိတ်ကောင်းတဲ့အရှင်တွေမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်အပိတ်တစ်ချိန်ကိုကတော့ဒီ12နာရီအတွက်တစ်ချိန်ကိုအကောင်းဆုံးကျွန်တော်ကြိုးစားပေးထားတယ်ဒါကြောင့်မလို့ကျွန်တော်မိတ်ဆွေများအဆုံးထိကြည့်ပေးပါကျွန်တော်ရဲ့ဗီဒီယိုလေးတွေလုံးဝကြော်မကြည့်ပါနဲ့ဗျအချိန်ကြီးမဟုတ်တဲ့အတွက်တဆင်ချင်းပဲကြည့်ပါကျွန်တော်လည်းအတူလေးပဲလုပ်ပေးပါမယ်နော်ကျွန်တော်ခု busy နည်းနည်းဖြစ်နေလို့ဗီဒီယိုလေးတော့အမြန်လုပ်ပေးလိုက်တယ်ပေါ့နော်โอเคအားလုံး like and subscribe လေးမနှိပ်ရသေးဘူးဆိုတော့နှိပ်ထားပေးပါ Facebook ကကြည့်နေတဲ့လူတွေများကလည်း follow လေးတရားတစ်ချက်နှိပ်ခဲ့ကြအောင်တောင်းဆိုပါတယ်ဗျโอเคဒါဆိုရင်တော့စလိုက်ရအောင်နောက်တစ်ပတ်ဆိုရင်တော့ကျွန်တော်ဒီလုံးဝနာမည်ကြီးနေတဲ့ကတ်တစ်ခုပေါ့နော်တစ်ချင်းစီစားကျွန်တော်တစ်ပတ်9ချင်းလောက်ပေါက်နေတဲ့ကတ်တစ်ခုရှိတယ်ကျွန်တော်တင်ပေးမှာပေါ့နော်ဒါဒီဘက်ကတော့ကျွန်တော်လည်းမရသေးတာဖြစ်တော့နောက်ဘက်မှာတင်ပေးပါဗျโอเคဒါဆိုရင်တော့ကျွန်တော်စလိုက်ရအောင်ပေါ့နော်ဒီ3လုံးပေါင်းချင်းတွေခွန်ပါပါလေးနဲ့2ခွန်ဆိုတာဒီ3ခွန်လို့ပေးတယ်ဒီ3ခွန်ဒီ3ည3လုံးပေါင်းချင်းတွေ3ညရဲ့ပါပါဒီ9 3ညဆိုရင်4 5လို့ပေးတယ်ဒီ3လုံးပေါင်းချင်းတွေခွန်ပါပါလေးနဲ့ခွန်နဲ့ဆိုတာဒီကျွန်တော်တို့ကခွန်9လို့ပေးထားတယ်ဒါဆိုရင်ဒီခွန်9ဒီ9 3လုံးပေါင်းချင်းတွေခွန်ပါပါလေးနဲ့ခွန်နဲ့ဆိုတာဒီသူ့ဆိုင်အတိုင်းဆိုရင်မနေ့ပြန်12နာရီပွဲမှာခွန်နဲ့လို့ဝမ်းချင်းကြီးအောင်ပါပေါ့နော်ဒါဆိုရင်နောက်တစ်ခုကီး3လုံးလာတာဒီတိုင်းလေးတော့ဟာတယ်သွားနေရပါတော့သူကဒီရပဲကျွန်တော်ဖြတ်ဖမ်းလိုက်ပါမယ်ဒီနှလုံးပေါင်းချင်းစီ3နှက်ခန့်5 3ပါဝါချက်3 5ချက်ဆိုရင်5နှက်လုပ်ပေးတယ်ဒီနှလုံးပေါင်းချင်းစီ3 5ချက်ဆိုတာ3ခွန်လုပ်ပေးတယ်ဒီနှလုံးပေါင်းချင်းစီ3 5ချက်ဆိုတာ5လုပ်ပေးတယ်ဒီနှလုံးပေါင်းချင်းစီ2ရဲ့ပါဝါဒီခွန်2နှက်ခန့်ဒီ4ခွန်ဆိုတာခွန်5လုပ်ပေးတယ်ဒီ3လုံးပေါင်းချင်းစီ3ရဲ့ပါဝါဒီ8 3ရဲ့နှက်ခတ်ဒီ9 3 8ဆိုတာဒီသူ့ခွင်မပြတ်သေးဘူးဆိုရင်ဒီမှာ9 3 8လို့ပေးအောင်မယ်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ခုနရခဲ့တာဒီခွန်9ရခဲ့တာဖြစ်တယ်အခုရခဲ့တာဒီ9 3 5 8ပေါ့နော်ဒီကောင်တိုင်းတွဲလိုက်ရင်ကျွန်တော်တို့က6ခွက်ထွက်မယ်ပေါ့နော်ခဏရောက်ကမှကျွန်တော်ကဒီခွန်9ကိုတော့လာရင်လက်ကံပေါ့နော်ခွန်9ကိုဖယ်ပြီးတော့ခွန်9ရဲ့နေရာမှာဒီရှောက်3ဆိုတဲ့တစ်ခွက်ကိုထည့်ခြင်းနဲ့ပြီးရင်ဒီ8ခွန်ဆိုတဲ့နေရာမှာကျွန်တော်ဒီတည်းကဖြုတ်ထည့်ရပါတော့ကဏ္ဍများမှာဆိုလို့6ခွက်တောင်များနေပါနော်ရှောက်ရှစ်ဆိုတဲ့တစ်ခွက်ထည့်တယ်ဗျကျွန်တော်ကတော့ဒါကလင်နာကြားလေးကိုပါရောထည့်ပေးလိုက်တာဖြစ်ပါတယ်ဥပမာကဏ္ဍများများလေးကစားတတ်တဲ့လူက8ခွက်လောက်ကစားရင်လည်းကစားပါတော့ဒါတော့ site ကြားလေးဖြစ်ပါတယ်ဒါပေမဲ့ရှင်းချပြီးတော့ကစားပါကဏ္ဍလာပုံတွေကနည်းနည်းလေးနည်းနည်းမဟုတ်တော်တော်အဆင်မပြေတာဖြစ်နေတဲ့အတွက်ပေါ့နော်မိတ်ဆွေရတဲ့ကဏ္ဍကိုလည်းရေးပေးခဲ့ပါတော့ကွန်မန့်လေးမှာအပန်းမကြည့်ဘူးဆို